အမမဆဲနိုင်ရချမ်းနေတွန်းတဲ့ဘလို့ကြာနေကချမ်းနေလေအမချမ်းနေတယ်လေချမ်းလာရေးပြလိုက်ဆောင်းရှိရဲလို့ပြောလိုက်ဟလာဘိုက်ထဲကဟာတွေကိုအကုန်ထုတ်ရေထည့်ပေါ့နော်ဘိုက်ထဲကိုရေထည့်ဘိုက်ကိုစေးသူ့အပွားနေပြီးတော့ပေးမအန်တော့သူပူစားပါလေဘိုက်ကနေပြီးတော့3-4အိတ်လောက်ထုတ်ပြီးမှစေးထည့်အဲ့လိုမျိုးလုပ်သူပေးမအန်တော့လို့အပေါ်ပေးမတတ်တော့ဘိုက်ကနေထုတ်လိုက်တယ်အခုနမလားထိုင်တာဘလို့လို့သူကော့လိုက်နေရာပြန်ပြောင်းသွားလိုက်လှဲလို့မရအောင်လှဲရင်ပိုဆိုးတယ်ဟုတ်တယ်ဒီထဲမှာပြောနေတယ်ပြောပြရတယ်လေဟမ်သူပြောသူမကြိုက်အဲ့ဒါစိညမအိပ်ဘူးလေကော့တယ်လေလှဲရတယ်ဘိုင်းနာလာမြလို့ထောင်လာမှအိပ်ပြီးခဲမှပဲတော့ငုတ်တော့တာညလုံးအဲ့ဒါမတက်တာIf I would have known that you wouldn't be here anymore, I would have made the moments last a little longer. 'Cause now I'm alone and you're just a memory in my mind. I would have given anything to say goodbye. If I would have known. All the time, but now you're not around, and I'm. Bye, say, I don't like you like what your school master. I don't like you like what school master. I don't like calling you like what. Like what school master, I calling. Go with them and see what they like. They come to get me up in the morning. They didn't know